MacBook Neo မှာတကယ်ဒီဗီဒီယိုကပြီးခဲ့တဲ့လတော့ရိုက်ထားတာကိုဆက်ရိုက်မှာဗာလဲ memory ဘယ်လောက်စားလဲဆိုတာလေပြပေါ်တယ်ပြမှာတော်လားဒီတောင်စွန်းလေးတွေကချွန်ထက်တယ်မကောင်းအဲ့ဒါဒီတောင်စွန်းလေးဒီမှာနှစ်ခုအဲ့ဒါမကြိုက်ဘူးနည်းနည်းလေးသွား The time is 11:16 p.m. ထက်နေတော့ဒီချွန်လေးကိုတုံးအောင်လုပ်ပေးလိုက်ရင်သိကောင်းပါပဲ memory ဒီမှာเนาะ memory 8K ရှိတာမှာ 6.25 GB စားရတယ်မှာ swap ကတော့ 1.7 swap ဆိုတာဒီ hard disk နဲ့ memory ဒီ RAM နဲ့ကို memory ကိုသူကလဲလှယ်ပြီးသုံးပေးတာပေါ့နော်လဲလှယ်ပြီးသုံးပေးတဲ့ပမာဏ 1.75 GB cache file ကဒီမှာ 1.6 GB memory use ကဒီလောက်ရှိတယ်ဒါမှာ app ကဘယ်လောက်သုံးလဲ3 GB เนาะ wire memory တဲ့ wire memory 1.6 GB ဒီ compress လုပ်ထားတာ1 GB နီးပါးရှိရပါတော့အဲ့လိုဒီမှာပြီးတော့ CPU ဆိုရင်လည်းဒီမှာဘယ်လောက်လဲ CPU 100% ပါမှာ system ကဒီမှာလောလောဆယ်6 user 5ပေါ့နော်အဲ့လောက်တောင်းနေတာဘယ်လောက်လွတ်လဲ 80% ကျော်လွတ်နေတာဆိုတော့ memory လောက်လာတော့လောက်ပါတယ်သွားနေပြီဒီမှာ YouTube video ဖွင့်ထားတယ် okay memory ဘယ်လောက်စားလဲတစ်ချက်ပြန်ကြည့်မယ် CPU ကဘယ်လောက်စား CPU ကဒီမှာ8% เนาะ system ကဒီမှာ10 20အဲ့လောက်ပဲဒီမှာဘယ်လောက်မှတဝက်လောက်တောင်မတက်ဘူးတို့လား 50% တောင်မတက်ဘူးသွားဆိုတော့ memory ကတိတ်မစားပါဘူးဒီမှာနောက်ဒီမှာเนาะ okay AI နဲ့ AI ကို master prompt တစ်ခုဒီမှာရေးခိုင်းကြည့်မယ် AI prompt generator တစ်ချက်နှိပ်ပြီးတော့ကြော်ညာခဏပိတ်ဒီမှာထွက်လာတယ်เนาะခုနဒီ AI prompt generator ဒါကိုနှိပ်လိုက် okay နှိပ်လိုက်ရင်ဘယ်လို website လုပ်ချင်လဲ GM ပေါ့ဒီမှာ GM ကိုရွေးလိုက်ပြီးသွားရင် next ဘယ်လိုပုံစံလုပ်ချင်လဲ minimalist ပါရှင်းလင်းပေါ့ပြီးသွားရင်ဒါနှိပ်ပြီးသွားရင်ဘယ်အရောက်ယူမလဲGM ဆိုတော့ဒီ Nordic Slate ပေါ့ဒီ Nordic Slate color ယူလိုက် okay ပြီးသွားရင် next top navigation bar okay full image เนาะ content layout cut grid ပေါ့ photo style ကတော့ minimal ပဲ normal spacing က normal မှာ fade in next ပြီးသွားရင် next ပြီးသွားရင်ဘာမှမရွေးချင်ဒီမှာ HTML CSS ပဲရွေးgenerate prompt နဲ့ဒီထွက်လာတဲ့ prompt ကို copy နှိပ်လိုက် copy နှိပ်ပြီးသွားရင်ဒီမှာ cloud မှာခုန copy လုပ်ထားတဲ့ code ကိုဒီမှာလာကတ်လိုက်မယ်ဒီ website လုပ်ခိုင်းလိုက်မယ် run ဒါဆိုသူ website လုပ်ပေးလိုက်မယ်เนาะမှာ CPU ဒါကတော့ပုံမှန်သုံးတာပဲเนาะ CPU တိတ်အများကြီးတော့မတက်ဘူး memory ကြည့်မယ် memory ရောဘယ်လောက်စား memory မှာဒီလောက်ပဲပြီးသွားရင် DJI Studio ဖွင့်ပြမယ် DJI Studio ကဒီမှာခုနဒါဆိုရင် DJI Studio မှာဒါအခုဒီ file က Avatar 360ကို 8K 30 frame per second နဲ့ရိုက်ထားတဲ့ video เนาะဒီမှာ360ဆိုတော့ဒီမှာကြည့်သူအကုန်ပါတယ်လေအပေါ်တွေရောအောက်တွေရောမရဘေးတွေရောရှေ့နောက်အပေါ်အောက်ကိုကြည့်ရင်ဒီမှာပြီးပေါ်သူရှေ့နောက်ပေါ်အကုန်ရရတယ်ဒီမှာရှေ့ဆုံးကိုသွားလိုက်မှာเนาะရှေ့ဆုံးကိုသွားပြီးတော့ဒီမှာ active track လုပ်ပြမယ်ဒီစပိန်လေးပေါ့စပိန်လေးကိုဒီမှာ intelligent track ကိုနှိပ်လိုက်မယ်နှိပ်လိုက်တော့ဘယ်ဟာကို track လုပ်မှာလဲ okay ဒီစပိန်ကို track လုပ်မယ်စပိန်လေးကိုနှိပ်လိုက်မယ်စပိန်ကိုနှိပ်လိုက်တော့ tracking စလုပ်ပြီလား tracking စလုပ်နေပြီနိုင်လားဆိုတော့နိုင်တယ်ဒီမှာ AC ပဲတော့လား preview မှာတခါတည်းပြ
AC ဒီမှာသူ tracking လုပ်နေပြီဒီမှာစပိန်နေရှေ့မှာသွားနေဒါပေမဲ့ tracking လုပ်နေတော့ CPU ဘယ်လောက်စားလဲကြည့်အောင်နော်physical memory usage ကတော့တက်လာပြီဒီမှာ 7GB 8GB မှာ 7GB နော်ဒါတော့ဒါ 8K 40 8K 30 frame per second video edit လုပ်နေတာနော် CPU ဘယ်လောက်စားလဲကြည့် CPU ဒီမှာကြည့် CPU system က15ဒီမှာ user က 40% လောက်စားတာဒါဒီ 8K ကို edit လုပ်ဒီမှာသွားနေတော့နောက်ကဟိုအတန်းတစ်မျိုးဒီကခဏပိတ်ထားလိုက် YouTube ခဏပိတ်ထားနော်ဒီ AI နဲ့ run နေရနော် AI နဲ့တပြိုင်တည်းမှာဒီမှာ AI နဲ့ run ခိုင်းတာဒီမှာ AI နဲ့ run နေတယ်ဒီမှာ AI နဲ့ cloud မှာ AI နဲ့ website run နေတယ်ပြီးတော့ YouTube video ခဏပိတ်ထားမယ်နောက်ဒီမှာတခြား task တွေရှိမယ်နောက်ဒီမှာ DJI Studio ပြန်ကြည့်လိုက် DJI Studio မှာဒီမှာရက်သွားပြီဆိုတော့ဒီမှာ CPU usage တစ်ချက်ပြန်ကြည့် CPU ဘယ်လောက်စားတာ CPU စားတာဒီမှာနည်းနည်းတော့ဒါဆိုရော့သွားပြီတိတ်မသုံးတော့အခု track ပြန်လုပ်မှာနော် track ပြန်လုပ်မယ်ဆိုဒီနားမှာစပိန်ကနေမှာတလားစပိန်ကိုဒီမှာ tracking ပြန်လုပ်မယ်ဆိုရင် edit track button ဒီမှာ edit track button လေးကိုနှိပ်လိုက်ရင်သွားဒီမှာပြတယ် object လေးဒီမှာစိမ့်လေးနဲ့ပြတာစပိန်ကိုပြစပိန်လေးကိုနှိပ်လိုက်နှိပ်လိုက်ရင်ဒါအခု tracking စလုပ်ပြီ tracking ကိုဒီအစိမ်းလေးမှာစမှတ်ပြီတလားအစိမ်းနောက်ဒါခုနပထမတစ်ခုလုပ်တဲ့ဟာဂျားမှာ gap ဖြစ်သွားတယ်ကိစ္စမရှိဘူးဒီမှာနောက်ဒါအခုဒါ real time tracking လုပ်ပြနေပြီဒီမှာ tracking သွားနေတယ် tracking သွားနေတော့ CPU ဘယ်လောက်စားလဲတစ်ချက်ပြန်ဆက်မယ် activity monitor တစ်ချက်ပြန်သွားကြည့်ဒီမှာသွားနေပါတယ်ဒါ CPU ကဒီမှာသွားနေပါတယ် CPU မကြည့်ပါဘူးဒါတော့ 50% လောက်ပုံနေပါသေးရဲ့နော်ဒီ iPhone 16 CPU ကဘယ်လောက်နိုင်လဲဆိုတာဒီမှာကြည့် iPhone 16 CPU က AC ပဲဒီမှာ memory ရောနိုင်လားနိုင်တာဗောဒီမှာ 8GB ရှိရနော် 7GB ပဲစားရတော့လား memory အားလုံးစားတာမှာ 7GB ပဲရှိရဒါတော့နော်ဒီမှာအခုဒီမှာလုံနေတာဒီမှာ 8GB video file ဒါပေမဲ့နည်းနည်းလေးတော့နှေးကျင်တယ်လို့လေးတော့ဖြစ်တယ်ဒါပေမဲ့နိုင်တယ် AC ပဲ battery ရောဘယ်လောက်ရှိပါလဲ battery ကတော့မှာခုန40% နီးပါးလောက်ရှိရကွာအခုတော့ 35% ပေါ့နော် battery ထိုးထားလားဆိုတော့မထိုးထားဘူးတကယ်လို့ battery ထိုးထားလဲရတယ်ဒီမှာ type C မှာလေဒါပေမဲ့အခုကဒီမှာ active track သွားနေတော့ဒီမှာ tracking ရက်ချင်တယ်ဆို end tracking နှိပ်လိုက်ဒါဆိုတော့ခုနမကြည့်နော် timeline ဆွဲတာတွေပါရလုံးဝ AC ပဲဒီမှာလုံးဝ AC ပဲဒါ 8K ဆိုတော့နည်းနည်းလေးတော့သူကနည်းနည်းလေးတော့ဒီမှာအဲ့လိုလေးတော့ရှိရတာဒါပေမဲ့သွားပါတယ်အဆင်ပြေတယ်အလုပ်ဖြစ်တယ်ကွာအလုပ်ဖြစ်အောင်မကြည့်360 360ဒီမှာ360ကိုပဲဒီမှာ play လုပ်နေနဲ့360နှိပ်ကြည့်ဒါ AC ပဲ360ကိုနှိပ်ကြည့်ပြန်နှိပ်ပြပါနော်မကြည့်သွားနေရနော်သွားနေတော့မှပဲကိုကြိုက်တယ်လို့လှည့်ကြည့်ဒီဘက်လှည့်ကြည့်မယ်အောက်ကိုလှည့်ကြည့်မယ်ပေါ်လှည့်ကြည့်မယ်အောက်ကိုပြန်လှည့်ကြည့်မယ်ပေါ်ပြန်လှည့်ကြည့်မယ်လုံးဝ AC ပဲသွားနေဆိုတော့ MacBook Neo က video editing နိုင်လား 4K နိုင်လားပါလားနိုင်တာပေါ့ AC ပဲဒီမှာ 8K တောင် AC ပဲခုန YouTube တက်တွေပါပိတ်လိုက်ပြီ memory ဘယ်လောက်စား memory ကဒီမှာ 8K မှာ 4.4 ဖြစ်သွားပြီလား memory usage က8K မှာ 4.4 ဖြစ်သွားပြီတကယ်လို့ဒါတွေပါထပ်ပိတ်မယ်ဆိုရင်ရောဟိုဒီပွင့်နေတဲ့ဒီ HTML slide show တွေပါတယ်ဒါတွေပိတ်လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်ပိတ်ပြီးတော့ဒီမှာဒါက run နေတော့မယ်ဆိုတော့ဒါတော့မပိတ်သေးဘူးဒီဘက်မှာဒီမှာတစ်ခုရှိရယ်ဆိုတော့အခု memory ဘယ်လောက်စားသွားရလဲကြည့်လိုက်ဆောစော4.4ပဲလားမကြီး memory ကတိတ်မစားဘူးဒီမှာတစ်ဝက်ပဲရှိတယ်အခုဒီဟာပါပိတ်ကြည့်လိုက်မယ်ဒီ tab တစ်ခုထပ်ပိတ်ကြည့်လိုက်ပိတ်လိုက်ပြီဒီဟာကတော့သွားနေတော့ခဏထားလောက်4.3 ဖြစ်သွားပြီ4.3ဖြစ်သွားပြီဒါတော့မှဒါပြီးသွားရင်ပိတ်လိုက်လို့ရတယ်ဘယ်လောက်ကြာကြည့်လိုက်မယ် memory ဒီဟာပါပိတ်လိုက်ရင် memory ဘယ်လောက်လျော့သွားမလဲပေါ့နော်ချက်ကြည့်အောင်အဲ့လိုမိုက်ပါတယ်မပုံနေလို့လေးကိုရှင်ဒီမှာ memory browser တွေအကုန်ပိတ်လိုက်ပြီဆိုတော့ memory ကဘယ်လောက်ဖြစ်သွားလဲ memory ကဒီမှာ3.3
7 8 gig memory AC9 ပါပဲနော် firmware update တဲ့ message လာပေါ်နေတယ်မကြည့်ဘူး Osmo Pocket 3 က firmware update နောက်မှပဲလုပ်တော့မှာလောလောဆယ်က MacBook Neo အကြောင်းပြောတဲ့ဗီဒီယိုနည်းနည်းပြီးအောင်ရိုက်လိုက်မှာပေါ့နော် MacBook Neo ကနေ့စဉ်သုံးရတော့တော်တော်မိုက်တယ်ပေါ့ပါနဲ့တော့ weight ကလည်း 1.2 kg လောက်ပဲရှိအောင်နော်ပြီးရင် तू ကဒီလိုပိတ်ထားလိုက်အောင်မယ်ဘာမှ shut down နေပါလေလောက်ဆရာမလို့ပြီးသွားရင်ဒီလိုအသားလေးဖွင့်ပြီးတော့သုံး touch ID ပါတော့ဒီ touch လေးတစ်ချက်နှိပ်လိုက်တယ်ပွင့်သွားပြီဒီမှာ memory ဘယ်လောက်စားလဲဆိုတာပြီးခဲ့တဲ့လတော့ရိုက်ထားတာအဲ့ဒီဗီဒီယိုဒါအခုဆက်ပြီးရိုက်တာပေါ့နော်ဒီမှာမကြိုက်တာဆိုရင်တော့ဒါလေးတွေတိတ်မကြိုက်ဘူးဒီနားလေးတွေကရှာတယ်မဟုတ်လားဒီနားလေးကအချွန်လေးတွေရှိတယ်ဒီဘက်ကောပဲအချွန်နှစ်ခုကရှာတယ်ဒါကိုနည်းနည်းလေးအနားလုံးပေးလိုက်ရင်ကောင်းတယ်မဒီတောင်းလေးတွေဒီတောင်းအချွန်လေးနှစ်ခုရှိတယ်ဒီမှာလည်းအချွန်လေးရှိတယ်ဒီနေရာမှာလည်းချွန်ဒီမှာအချွန်ဒါပေမဲ့ဒီအတွင်းကကိစ္စမရှိဒီအတွင်းကဘယ်သူမှဒီမှာလက်ကိုဒီလိုလာနှိုက်ပြီးတော့မသုံးဘူးဒါပေမဲ့ဒီနေရာကျတော့လက်နဲ့ထိတဲ့နေရာဖြစ်တယ်ဒီနေရာချွန်တာလေးနည်းနည်းလေးတုံးအောင်လုပ်လိုက်ရင်ကောင်းဒီနေရာကြီးက okay ပါတယ်ဒီနေရာ okay တယ် MacBook Neo ကနောက်ဘာကောင်းလဲဆိုတော့ဟိုဟာလေသူကဒီ hardware ကကော်မကတ်ထားအောင်ဒီမှာ screw လေးတွေဖြုတ်လိုက်ပြီးတော့အထက်မှာဥမာဟိုတခုခုလဲခြင်းပါညာပေါ့နော် speaker တွေဘာတွေပြတ်တာတို့တခုခု battery တို့လဲခြင်းလွယ်တယ် screw လေးတွေဖြုတ်လိုက်အောင်အထက်မှာလည်း screw လေးတွေပဲYouTube မှာသူများတွေဖွင့်ပြတာတယ်မှာတစ်ချက်ကြည့်လိုက်ဆိုတော့မိုက်ပါတယ်ပေါ့တော်လက်ကဲနောက်မှပဲဒီမှာ CapCut တွေပါတွင်ပြီး video editing လုပ်တာတွေပါပြအခုဒီဗီဒီယိုမှာတော့ 8K လာပါလေ 8K ဟိုပါလေ drone Avata 360 8K editing ကိုနည်းနည်းရိုက်ပြတာပါ MacBook Neo အကြောင်းဆက်ပြောတာပါเนาะ MacBook Neo ကအခု6လပိုင်း25ရက်နေ့မှာလားဈေးတက်သွားပြီเนาะအရင်ဒီ512ကဒီ MacBook Neo 512 GB ဝယ်တော့သူကအဲ့ဈေးက2300အခုဈေးက2800 512 GB ကသူက Touch ID ပါတယ်လေ256ဆို Touch ID မပါဘူးဒါပေမဲ့256လည်းအဆင်ပြေပါတယ်တိတ်data ကိုဒီထဲမှာတိတ်မထားပဲနဲ့ဟိုပါပေါ့ဒီ memory USB memory stick လေး flash drive လေးတက်သုံးလို့ရတာပဲလေဟုတ်တယ်မလားဒီ MacBook Neo မှာလေမကြိုက်တာနည်းနည်းရှိတယ်ဒီလားဒါဒီမှာ 3.5mm headphone jack တက်လို့ရတယ်နော်ကြည့်အောင်